လောကရဲ့လမ်းမထက်တွေမှာရေးကြည်ရမြဲမှုရရှာရင်ဖွေရင်အောင်မြင်မှုတွေနဲ့ဝေကြီးတွေနောက်ကိုလိုက်ရင်အိမ်နဲ့ဝေးတဲ့ဝေးသွားရတယ်ထင်ပါရဲ့နှွေးထွေတဲ့အတိုက်မြုံကြီးတွေမှာအိတ်တန်းပြန်ဝင်လာတဲ့ရက်ကလေးတွေကိုမြင်ရရင်အရန်အားချမိပါလေဗျာကျွန်တော်ကလောကရဲ့လမ်းမကိုအတောင်လေးညောင်းတယ်ပြင်မနေပြီမဲ့လေဗျာနှွေးထွေးတဲ့အတိုင်းမြုံလေးစီအိတ်တမ်းမပြန်နိုင်သေးဘူးပဲကိုဗျာ